အားလုံးမင်္ဂလာပါကျွန်တော် JCC ပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ကျွန်တော်မကြခင်မှာထွက်လာမယ်ကျွန်တော်ရဲ့အခွေပေါ့နော်၄ခွေမြောက်အခွေ holiday season အခွေအကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်ဒီအခွေမှာကျွန်တော်မတူညီတဲ့ collaboration တွေကျွန်တော်ခင်နဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့ကျွန်တော်လှုပ်ချင်တဲ့မတူညီတဲ့ပေါင်းစပ်မှုတွေအမိုက်စားကျွန်တော်ဖန်တီးထားတယ်ဆိုတော့ဒီအခွေကိုအားပေးဖို့အတွက် table music app မှာပထမဆုံးအစောဆုံးကျွန်တော် exclusive တင်ပေးမှာဖြစ်ပါတယ် table music app ဆိုတာကတော့ကျွန်တော်တို့ဒီ local support လုပ်တဲ့ local artist တွေပဲ support လုပ်တဲ့ကျွန်တော် app တစ်ခုဖြစ်တယ်ပြီးတော့ streaming မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဝယ်ယူပြီးတော့နားဆင်ပြီးတော့ကျွန်တော်တို့ဒီ offline လေးနားဆင်လို့ရမယ့် app တစ်ခုဖြစ်တယ်။ Okay ကျွန်တော်တို့ဒီ application download ဆွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ app ထဲဝင်ပြီးပုံမှန် application တွေလုပ်တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ register လုပ်ရမယ်ဒီနာမည်တွေအသက်တွေအဖြစ်ပြီးရတယ်ကျွန်တော်အဓိကပြောချင်တဲ့အချက်ကနောက်ဆုံးမှာကျွန်တော်တို့ gold plate နဲ့ silver plate နှစ်မျိုးရှိမယ်။အဲ့မှာရွေးချယ်ရမယ်ပေါ့နော်အဲ့မှာရွေးချယ်တဲ့နေရာမှာကျွန်တော်တို့က local ကျွန်တော်မြန်မာနိုင်ငံအတွင်းက user အနေနဲ့ကတော့ကျွန်တော် gold plate ကိုရွေးချယ်ပြီးတော့ပြည်ပလူတွေနေရာ silver plate ကိုရွေးချယ်ပြီးတော့ကျွန်တော်တို့ဝယ်ယူလို့ရမယ်ပေါ့နော်ဆိုတော့အဓိက gold plate silver plate မတူတာကျွန်တော်ဒီ MMK နဲ့ USD ကွာထားတာပေါ့နော်ဆိုတော့ gold plate မှာကျွန်တော်မြန်မာကျပ်နဲ့ကျွန်တော် silver plate မှာကျွန်တော်တို့ဒီဒေါ်လာနဲ့ပေါ့နော်ကျွန်တော်တို့ဝယ်ယူနားဆင်အားပေးလို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီtable app ထဲမှာကျွန်တော်တို့ဒီတချင်းတွေနားထောင်ဖို့အတွက်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ plate အကြောင်းပေါ့နော်ဒီငွေဖြည့်ရဲ့အကြောင်း top up အကြောင်းလေးကျွန်တော်ရှင်းပြကြပါတယ် top up မှာဆိုရင်တော့ကျွန်တော်ဒီ application ရဲ့ကျွန်တော် home screen ထဲမှာ plate ဆိုတဲ့ button လေးအောက်အလယ်နားလေးမှာပေါ့နော်အဲ့မှာကျွန်တော်ဝင်ပြီးရတယ်အဲ့မှာကျွန်တော်တို့ဒီ go plate အောက်မှာရှိရဲ့ငွေပမာဏပေါ့နော်ကျွန်တော်အခွေကဥမာကျွန်တော်က1000နဲ့ရောင်းနေဆိုရင် plate က1000ထည့်ပေးရပါမယ်ကျွန်တော်1 plate 1 ချက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဓာတ်ရိုက်အချိုးကြရပါတော့ဆိုတော့1000နဲ့ရောင်းမဲ့အခွေကျွန်တော်ဝယ်မယ်ဆိုရင်ကျွန်တော် plate ထဲမှာ1000ကိုရွေးချယ်ပြီးတော့ကျွန်တော်အမှကျွန်တော်ဒီ payment system တွေကလည်းအပြည့်လုပ်ပေးထားတယ်ကျွန်တော်KPay ARPay CB Pay ကျွန်တော် Way Pay အကုန်ကျွန်တော်ဝင်ရောက်ပြီးတော့ဖြည့်ပြီးတော့ကျွန်တော်အခွေကိုအလွယ်တကူဝယ်ယူနားဆင်လို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုကျွန်တော် plate ကျွန်တော်ငွေတော့ပဲဖြစ်ပြီးသွားတဲ့အချိန်မှာကျွန်တော်အခွေကိုသွားဝယ်မယ်ဆိုရင်ကျွန်တော်အခွေပေါ့နော် holiday season ကျွန်တော်ဒီ event နေရာကိုသွားမယ်သွားပြီးရင်ကျွန်တော်အခွေတဲကိုဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်ပြီးရတယ်ကျွန်တော်ညာဘက်ချမ်းလေးမှာကျွန်တော် plate ကျွန်တော်ပြောသလိုပေါ့1000 plate ဆို1000 plate ဆိုတော့ကျွန်တော်ဒီအရွှေရောင်လေးနဲ့အဝိုင်းလေးနဲ့ကျွန်တော်ဒီ1000ဆိုတဲ့စာလေးတွေ့လိမ့်မယ်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရတယ်အောက်မှာ purchase now ဆိုတာနှိပ်ပြီး download ဆွဲလိုက်တာနဲ့ကျွန်တော်အခွေကိုနားထောင်လို့ရမယ် download ဆွဲတဲ့အချိန်မှာတော့ကျွန်တော် download ဆွဲတဲ့အချိန်လေးတစ်ခုကိုစောင့်ပြီးတော့မှသာလျှင်ကျွန်တော်အခွေကိုcompletely ပေါ့နော်အပြည့်စုံနားထောင်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းငယ်လေးစောင့်ပြီးကျွန်တော်နားထောင်ပြီးဖို့ကျွန်တော်မြေတားရက်ခန့်နေပါတယ်ဆိုတော့ဒီခွေကိုအခုပြောခဲ့သလို download ဆွဲပြီးရတယ်ကျွန်တော် online ရော offline ရောနှစ်မျိုးစလုံးအချိန်မရွေးနားထောင်လို့ရမှာဖြစ်ပါတယ်ဆိုတော့အစင်မပြေရရှိရင်လည်းကျွန်တော်တို့ဒီ table app ကကျွန်တော် chat box ကနေပြီးတော့ပြောလို့ရပါတယ်အချိန်မရွေးဆိုတော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်အခွေနားထောင်ပြီးကျွန်တော်တချင်းနေနားထောင်ပြီးတော့အားလုံးပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ်